မြေမိုးအောင်ငါမောင်ကိုကိုအမရဘူရာနားဆွင့်ကြည့်လိုက်ကြအခုကြားနေရတာမြေကြီးရဲ့အော်တန်တွေပေါ့ငါတို့ရဲ့6တွေအောက်မှာမပီသားတဲ့ညဉ့်ညူတန်ချို့နဲ့မိသားတို့လွတ်လွတ်နေကြရင်မြေမိုးအောင်ရဲ့အော်တန်ကြပြာကိုကျွန်တော်ဖတ်နေရဲ့နားဆွင့်လိုက်ကြနားဆွင့်ထားကြကြားနေရတယ်ကြားနေရတယ်ငါတို့ရဲ့6အောက်မှာလေမြေကြီးရဲ့အော်တန်တွေပေါ့ငါတို့ရဲ့6တွေအောက်မှာညဉ့်ညူတန်မပီမသားလုံထွေးထွေးပါလားအဲ့ဒါလွတ်လွတ်နေတဲ့မိသားရဲ့မခံမရနိုင်တဲ့အော်တန်တွေပဲပေါ့လူသမားရဲ့စာပြန်ကြည့်အောင်ကြည်စမ်းပါဦးဘုရားသခင်ရဲ့မိသားပေါ်မှာဘုရားသခင်ရဲ့သားတွေကတူးဆွနေလိုက်ကြတာလူသားတွေကစူးရှချွန်ထက်တဲ့လက်နက်တွေကိုင်ဆောင်ရဲ့မြေကြီးကိုရက်ဆက်တူးဆွနေကြရဲ့မြေကြီးမှာဘာတွေရှိမလဲမြေကြီးတွေကဘာတွေရနိုင်လဲမြေကြီးတွေကသေုတ်တပူတွေရတယ်လူသားကမြေကြီးကိုတူးဆွခြင်းဖြင့်စားစရာတွေရတယ်ချွန်ထက်တဲ့လက်နက်တွေနဲ့ဆက်လက်တူးဆွတယ်လူသားစားစရာရခဲ့ပြီမြေကြီးထဲမှာဘာတွေရှိလဲမလဲမြေကြီးကိုဆက်လက်တူးဆွတယ်လက်နက်တွေကပိုးချုံမြထက်မြက်လူသားမြေကြီးတွေကတတုရိုင်းတွေရွှေတွေရခဲ့ကြပေါ့ရောင်းဝယ်ဖောက်ကားကြကုန်သွယ်ကြရုပ်ဝတ္ထုများကျွယ်ဝမြေကြီးအသိခံခဲ့ပါတယ်ကဘာမီယာမငြင်းနေဘူးနှစ်များစွာကြာမြင့်ခဲ့တယ်လူသားဟာသူ့တဲ့သူလူစွမ်းကောင်းတွေဖြစ်လို့ကြတယ်ရှစ်ဆက်ကဂျင်းလေးတဲ့လူသားတွေဟာလူကိုလူချင်းချနေကြလူသားရဲ့ကြောကုန်းပေါ်ကိုလူသားတက်ကြမြေကြီးကိုတူးဆွားသလိုချုံမြလက်နဲ့ကြောကုန်းကိုတူးဆွားဒဏ်ရာဟက်တက်ကွဲနဲ့လူသားဟာမိသားအဖြစ်ပြောင်းနေသွားတယ်လူသားရဲ့သွေးဟာတိဥတဖူတဲ့ပို့ပြီးချုံမြတာကိုလူသားသိခဲ့ပြီလူဟာတယောက်ကိုတယောက်အသေးသက်ပြီးအသားကိုကိုက်ဖက်စားဖို့ဖြစ်ခဲ့ပါလားလူသားရဲ့ကလေးစားတွေကိုကြိုချက်တဲ့အခါတတ်ထုရိုင်းနဲ့ရွှေလိုရွှေစားရခဲ့ပြီလူသားဟာမိုးကြဆုံးမမယ်ခြားလူသားရဲ့ကြောပေါ်ကနေလူသားထိုင်ပြီးပတ်ဝန်းကျင်ကိုကြည့်တယ်အဲ့ဒီခါကဘာမီရဲ့ရှိမြော်ခင်းတွေကပုံမလှပနေခဲ့ပြီလူသားရဲ့လက်နက်တွေကပိုပြီးချွန်ထက်လာကြပြီလူသားရဲ့ဒဏ်ရာတွေကပုံမနဲ့ဆိုင်လာကြပြီနေကြီးဟာပုံမနေရဲ့လို့အဲ့ဒီချိန်ကစပြီးနေကြီးဟာအော်ဒန်တွေနဲ့ညှိညူရခဲ့ပြီကျွန်တော်တို့ခွဲခြားခက်ခဲသွားပြီဒါမြေကြီးလားမဟုတ်ဘူးလူသားနဲ့မြေကြီးဟာရောထွေးသွားခဲ့ပြီအဲ့ဒီမြေသားမှာစိုက်ပျိုးခံရတာတစ်ပင်တင်းနဲ့အစင်းဟုတ်လို့လားအဲ့မှာလူလွတ်နေကြတာမြေသားစစ်မုံတယ်ပါမြေမိုးရဲ့အော်ဒန်ကြပြာကိုထိတ်လန့်ပွဲခံစားရပါတယ်ယုံကြည်လို့မရတဲ့လူသားတွေလားရဲစက်တဲ့လူသားတွေလားနောက်ဆုံးမှာအားလုံးအလဲအကွဲတွေးတန်ရဲလားသူတို့ရဲ့ကြောပြင်တွေကအကွဲနေကြတယ်သူတို့ရဲ့အုံနောက်တွေကပွင့်ရန်ထွက်နေကြတယ်သူတို့ရဲ့ပါးစပ်ပေါက်တွေကိုမိသားနဲ့ပိတ်ဆို့ခံထားရတယ်လူသားဟာမိကြီးကိုတူးဆွတာမဟုတ်ဘူးလူသားကိုတူးဆွနေတာလူသားဟာလက်နဲ့ချွန်နဲ့တူးဆွလိုက်တိုင်းမှာခန္ဓာကိုယ်တွေတွန့်နေသွားကြမိသားရဲနေသွားမိသားပေါ်နှဲလျှောက်သွားတော့မပီထားတဲ့ဘလုံးမထွေးညဉ့်ညူတန်တဲ့တွေကိုသူတို့စီကကြားနေရတယ်လူသားတွေဘလောက်သိနေပြီလဲမြေကြီးနဲ့ရောထွေးနေသူတွေကဘယ်နှယောက်လဲရာထောင်တောင်းချီနေပြီလားလူသားကိုတတ်လို့မပြီးသေးဘူးလားနိုင်လူသားကြီးလားဘယ်မှာလဲငိမ့်ချမ်းရေးဆိုတဲ့စကားလုံးကမြေမိုးအောင်ကြပြားထဲမှာငိမ့်ချမ်းရေးအစာအနာမြမယ်မပါမှာပါဒူးဆွခြင်းအော်ဟစ်ခြင်းညဉ့်ညူခြင်းကြပြားဆရာအဲ့ဒီကာလကဘယ်လိုစိတ်ထင်နေလဲလောကဘောကဘာဘောသူဘယ်လိုရှုနေသုံးသပ်နေတာလဲ
သူ့ကိုရောဘေးလွတ်ခဲ့ရလားသူ့ကိုမိစ္ဆာတွေဝိုင်းရံထားသလားတစီရီလားကြပြားဆရာအကောင်းမမြင်နိုင်တော့အမောင်ကပိတ်စီးထားသလားဘယ်မှာလဲလင်အောင်ဘယ်မှာလဲချစ်မြတ်တာသူ့ကိုစီးနေနေရဘယ်မိစ္ဆာလဲဒီလိုကြောက်ဖွယ်ထိတ်လန့်ဖွယ်ကြပြားမှာအားကောင်းအောင်ရေးနိုင်သောရှိဖို့သူ့ကိုယ်မှာဘယ်နတ်ဆိုးဝင်ဘူးနေတဲ့ကာလာပိုင်းချပါလေသူ့ကြပြရဲ့အပိစ္ဆာသားကိုအောက်မှာသူ့တိုင်းဖော်ပြလိုက်ပါရဲ့တခါတရံတော့ခန္ဓာကိုယ်တွေကိုတွန့်လှန်ရင်းနဲ့မင်းကလင်တစ်ခုဖြစ်သူတို့ယုံထားတာကြပြီးတော့စူးစူးရဲ့အော်ဟင်းကဒေါသတွေအန်ထုတ်ပြကြတယ်မိတောင်ပေါဝါတွေကထွက်လာတဲ့အနက်ရောင်ချော်ရင်များဖြစ်လေမြေကြီးဟာတိခန္ဓာမငင်းညူခဲ့ပေမဲ့လူသားနဲ့မြေကြီးရောထွေးသွားချိန်မှာမြေကြီးစီကလူသားစီကညင်းညူအော်ရတဲ့တွေကိုမရဏခေါင်းလုံးတန်တွေလူကျွန်တော်ကြားခဲ့ပါရဲ့မြေမိုးအောင်ရဲ့အော်ဒါထဲမှာ